Hello bro ကျွန်တော်နာမည်ကတော့ကိုစောမှာကျွန်တော်ဒီနေ့မှာတော့ Sakura School ရဲ့မှာအလုပ်သွားပြန်မှာဖြစ်ပါတယ်အလုပ်သွားလျှောက်တဲ့ဗီဒီယိုပဲတင်ထားတာဆိုတော့အဲ့တော့ကျွန်တော်တို့အလုပ်သွားမယ် Okay ကျွန်တော်ကားနဲ့ပဲသွားမယ်ဆိုင်ငယ်ကအဲ့ဒီမှာမနေ့ကတော့နေခဲ့ရဗျာအဲ့ကျွန်တော်တို့သွားမယ် Okay အဲ့တော့ကျွန်တော်တို့အလုပ်တော်ရောက်ပြီဗျာအလုပ်တော်ရောက်တော့ဂျာကြီးကျွန်တော်ဘာလုပ်ရမှာလဲအေးမင်းကအပေါ်မှာစီးရင်ကိုင်တော့မှာကွာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်သွားလိုက်ပါအောင်မယ်ဗျအေးတော်တော်โอเคအဲ့တော့ငါဆင်းငိုင်လောက်အောင်ဆိုတော့မိုက်တယ်အဲ့တော့ဘယ်နားလေးမှလဲဆိုတော့ငါသွားကြည့်လိုက်အောင်မယ်ကွာဟာဒီဘက်လည်းငါလို့ဝင်နေတယောက်ရှိတယ်သူကယူနီဖောင်းဝတ်လာငါယူနီဖောင်းဝတ်မလားအေးဝတ်စားရင်းနဲ့ဗျာโอเคအဲ့တော့ငါတို့လှုပ်ရအောင်ဆင်းငိုင်ဆိုတော့โอเคလေလှုပ်ရအောင်ပေါ့အဲ့ဒါโอเคအဲ့တော့ငါတို့ဒီဟာလေးနေမယ်โอเคငါတို့လည်းအလုပ်လုပ်ပြီးဆိုတော့သွားမယ်โอเคငါပြန်တော့မှာကွာပြန်လိုက်လားအဲ့ဒါငါကားလေးနဲ့ဆိုင်ကလေးနဲ့ပဲပြန်လိုက်တော့မှာကားရဆုံးနေပြီးကြမှာလာပြီလဲတော့မယ်โอเคအဲ့တော့ငါတို့သွားမယ်စကားမစဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျင်းတဲ့ဆိုရင် like and subscribe လေးနေပြီးတော့ဘီနာခေါင်းလောင်းလေးကိုလည်းနေသွားကြပါအောင်နော် brother တို့ကတော့ဘာမှမဟုတ်ဘူးကျွန်တော်တို့ကတော့အရင်ကတမိုးကြီးလေးလိုပဲဖြစ်ပါတယ်အဲ့တော့ငါတို့တွေအိမ်တော့မပြန်သေးဘူး brother တို့ surprise တိုင်းမယ် okay အဲ့တော့ငါဘယ်သွားနေရလဲဆိုတော့ဂျပန်မာလေး cherry ရဲ့ဆိုင်ငါတို့သွားမယ်ကွာပတ်စံပေးပြီးတော့ငါလည်းတညအိတ်ခိုင်းမယ်ကွာပြောရရင်တော့တညအိတ်ခိုင်းမယ် okay ငါတို့သွားမယ်ဒီလမ်းနဲ့သွားမယ်ဒီလမ်းကသွားရင်ရောက်လာမသိဘူး okay အဲ့တော့ငါတို့သွားမယ်ကွာဒီဘက်လာတွေ့မယ် okay ဟာမလီဗျာငါသေးပြီလို့စကားပြောလုံးရောဆိုင်ငယ်ဒီပါဝင်တိုက်ကုန်ပြီလို့ okay အဲ့တော့ငါသွားမယ်ကွာဂျပန်မာလေးချယ်ရီရဲ့ဆိုင်ကို okay ငါတို့ဒီဘက်ကိုဒီဘက်ကိုရင်ရောက်လာမသိဘူး okay ငါတို့ဂျပန်မာလေးချယ်ရီရဲ့အိမ်ကိုသွားတာတော်တော်လေးကိုကောင်းနေတော့မျက်စိရရှုပ်နေပြီကွာဘယ်ဘက်တော့မသိငါတို့သွားနေတာဘယ်နားလေးဆိုကျွန်တော်လမ်းမသိဘူးဟိုဒီပြင်းမကြီးပြင်ရောက်နေဗျာဟိုဒီဘက်မှာဟိုကျွန်တော်တို့အိမ်နားလေးမှာပဲဗျဂျပန်မာလေးချယ်ရီရဲ့အိမ်ဟာ okay သွားမယ်သူတို့ရဲ့စီကိုဆိုင်ကိုသွားမယ်โอเคသူ့ကိုကျွန်တော်ခေါ်လိုက်မယ်ဗျာโอเค hello cherry ဟေးကိုစောမလားဘာလို့လောက်တာလဲဘာမှမလုပ်ပါဘူးကွာလာငါပတ်စံပေးမယ်ငါနဲ့လိုက်ပါလားအေးငါလိုက်အိတ်လိုက်မယ်ဒီဘယ်လောက်လဲ3000ပေးမယ်အဲ့ဒါလိုက်ခဲ့မယ်လေလိုက်ခဲ့โอเคငါဂျပန် cherry ကိုတော့ငါခေါ်လာခဲ့ပြီကွာအဲ့တော့ငါသွားမယ်ကွာဟာငါတိုက်နေတယ်တင့်နေတာတိုက်တင့်နေတာโอเคလာဆိုင်ကနေပဲအိမ်ပြန်ကြရအောင်လာချယ်ရီလာသွားမယ်โอเคငါတို့အိမ်ကိုရောက်တော့မှသွားမယ်ကျွန်တော်တို့အိမ်နဲ့ချယ်ရီကိုဆိုင်နေတာနီးလေးဗျာအဲ့တော့ကျွန်တော်ပတ်သွားနေတာโอเคလာချယ်ရီလာစစ်โอเคငါတို့အိမ်တော့ရောက်ပြီကွာပြေးမှန်းလိုက်တာကွာအိမ်တော့မယ်ကွာအနားယူတော့မယ်အနားယူမှာတော့မဟုတ်ဘူးနော် brother တို့တီးရအတိုင်းပဲဘာလို့မှလဲဆိုတော့ဟေးโอเคငါတို့နှစ်ယောက်အိတ်ခန်းကိုဝင်ရအောင်လာချယ်ရီပဲရောက်သွားဟိုမှာချယ်ရီလာချယ်ရီလာဘာလုပ်နေရလဲလာငါတို့အိတ်ရအောင်လာနှစ်ယောက်တူအိတ်ရအောင်ဘရိုလာချယ်ရီလာငါတို့အိတ်ပဲလာရင်တော့လိုက်ကြရရင်ပိတ်ထားလိုက်ပါအောင်ကွာလူမမြင်သူမမြင်အောင်လို့လာโอเคငါတို့အိတ်ပဲကွာလာချယ်ရီအိတ်ငါလည်းအိတ်တော့မယ်ဟာအိတ်မယ်လေโอเคရပြီအိတ်မယ်အေးဘရိုတို့ရေအိတ်ပြီနော်ကျွန်တော်ကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးရလို့ပါပဲအစားဆုံးကြည့်ပေးရလူတွေအားလုံးကိုပဲကျေးဇူးများတင်ပါတယ်အားလုံးပဲဘိုင်